ဆိုစားထဲမှာမပါဘူးလားဟုတ်တယ်နော်အဲ့ဒီ position တိုင်းပဲလက်နဲ့ပဲယူညက်ဘီးနဲ့ပဲယူညက်ကြိုက်တယ်လို့ညက်ပထမညက်ထားတယ်ကြိုင်တိုင်းထဲတော့တို့ဘာဖြစ်လို့မရဘူးလဲတူလို့မရဘူးဟုတ်တယ်နော်ဒီမှာဆိုလဲဒီမှာဒီတိုင်းပဲโอเคခေါင်းက4000ကြီးမဟုတ်ဘူးเนาะဒီဂျိုးဆောင်တွေကဒီလိုခုံလုံးလေးเนาะဟုတ်တယ်เนาะ4000ဆိုရင်တော့4000ပုံစံတိုင်းယူညက်ရမှာပေါ့45ဒီဂရီလောက်ဆောင်းသွားလေလားဒီလွှာတဲ့အလွှာနဲ့ယူတဲ့အယူစားကိုလက်နိုင်တဲ့လောက်ယူနော်အနေများကန့်သက်ထားတာမရှိဘူးကိုယ့်ပုံမှာပဲမူတည်တယ်နော်များနိုင်ရင်လည်းများယူပေါ့နည်းနည်းနိုင်ရင်လည်းနည်းနည်းပဲယူပေါ့ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ပုံမှာမူတည်ပြီးတော့ယူပြီးတော့ညှက်โอเคဒါဆိုလို့ရှိရင် customer ကတို့ခုနကတော့ဖုန်းထဲအတိုင်းအလေခွဲမဟုတ်ဘဲနဲ့ဘေးခွဲခွဲခြင်းနဲ့ဆိုလို့ရှိရင်ရောအဆင်မပြေဘူးလားဟုတ်တယ်မလားညာဘက်ပဲခွဲခြင်းဘယ်ဘက်ပဲခွဲခြင်းကြိုက်တဲ့ဘက်ကိုခွဲနှစ်ဖက်လုံးတို့ဘာလုပ်ခဲ့ရလဲနှစ်ဖက်လုံးကိုလေပင်ညီအောင်ညှက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တဲ့ဘက်ခွဲအစွန်းစားမရှိဘူးလေခွဲခွဲရင်လည်းရတယ်ဘေးခွဲပင်ညာကြိုက်တဲ့နေရာခွဲလို့ရတယ်เนาะဒါဆိုလို့ရှိရင်အပေါ်ပိုင်းကိုညှက်မယ်ဆိုလို့ရှိရင်စားတဲ့အတိုင်းပဲဒီ theory တဲ့အတိုင်းပဲပါဖြစ်လေဘောစပင်းနေရှေ့ကိုကုန်ဖိချပါအနောက်မှာအရှိတို့လက်နဲ့တလွာချင်းယူ၍ဖြစ်စေအရှိမှာအနောက်တို့ဘေးနဲ့တလွာချင်းယူ၍ဖြစ်စေเนาะအပေါ်မှာကြံခဲ့တဲ့ဒီဂရီကဘယ်လောက်ဒီဂရီလဲ180180ကို45ဒါလိုက်ရှင်းနေတော့အဲ့မဲ့တွေ့လားဟိုဘက်မှာညက်ခဲ့တော့အလယ်မှာဘာဖြစ်နေလဲခြုံလေးဖြစ်နေတယ်တွေ့လားအဲ့ခြုံလေးညက်ချနော်โอเคโอเคဒီမှာကြည့်လိုက်ခုနကတော့ဆရာတို့အကုန်ဖိချတာတော့အပေါ်ကစပိန်နဲ့ခုနဒီစပိန်ရက်ဘာဖြစ်နေလဲဟပြီးကြာနေရှည်ပြီးကြာနေခုရှိသေးလားရှိတော့တော့ဒီမှာပြပြညီလေးဖြစ်သွားနော်โอเค180ဒီဂရီကိုအနောက်ကို45 direction เนาะ45 direction လေးဆောင်းပြီးတော့သူရညှက်ထားတဲ့ guideline လေးတိုင်းပဲအချွန်လေးပဲညှက်ပါเนาะအများကြီးညှက်ရမှာမဟုတ်ဟုတ်လားထုံးစံတိုင်းပဲဒီလက်ယူတဲ့အယူအစားကိုနိုင်သလောက်ယူညင်တာကွာဒီကောင်အရက်ကြီးอ่ะအေးโอเคအရင်ဆုံးเนาะဒီလိုတဲ့သွားပြီးပြီဆိုလို့ရှိရင်နောက်ဆုံး final မှာညှက်တော့မယ်ဆိုတော့လည်းဒါလိုက်ရှင်ကိုနောက်ကလေးကိုစောင်းသွားเนาะရှေ့ကြတော့အများကြီးတော့ညှက်စရာမလိုတော့ကစပင်းကိုရေဖြန်းထားတာရောဘီးနဲ့ကတ်နေအောင်ဖိထားတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးညှိလို့မရဘူးရှေ့မှာမျက်ခုံးမွေးရဲ့အောက်အဆက်ကလေးခုနပုံနဲ့စပင်းကလည်းအရင်ကြီးမတူဘူးလေဟုတ်တယ်မလားတလောက်ကလေးပဲလေနော်အဲ့လောက်ကလေးပဲဖြစ်တဲ့အတွက်ရှေ့မှာညှိလို့ကလေးညှက်ကလေးစားထဲမှာလိုအပ်မှာနော်မလိုအပ်ဘူးဆိုလို့ရှိရင်လည်းညက်ဆရာမလို့ဒီမှာဆိုလည်းစပင်းလုံးထောက်လေးပဲလို့တာအများကြီးမလို့နင်းကန်ပြီးတော့တိုင်းတုံးတီးလိုက်နဲ့ဖူးဖူးစမိတ်ကြီးဖြစ်သွားမယ်နော်ပြဿနာတက်သွားမယ်အရှော့ရှိတယ်အဲ့တော့ဒီမှာသူ့ဖုန်းနဲ့အတိုင်းလေးပဲဆရာတို့ free လိုက်ပြီဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဘာပဲကွဲသွားလဲ
မျက်နှာနဲ့လူအဲ့ဒါတော့အမှန်တရားပဲတော်တော်မဲတာလေတော်တော်ဖြူတာလေဟုတ်တယ်မလားဘာပဲကွဲသွားလဲဆိုကြတော့သူ့စပင်ကလိုင်းပါတယ်ကောက်သားလေးပါတယ်ခုနစပင်ကကြတော့ရတယ်ခုနစပင်ကကြတော့ဘာဖြစ်လဲဒီလိုပုံစံလေးကိုပဲဖြောင်းလေးဟုတ်တယ်နော်သူ့လိုလေးပဲတဘာဝဆန်ဆန်လေးရေချိုးကောင်းလျှော့ပြီးဆိုရင်ဟက်ကုတ်လေးလင်းပြီးတော့လိုလေးအနောက်ကလေးကိုလှန်ပြီးလိုက်တယ်ပြီးရင် dryer လေးနဲ့ဖြစ်ဖြစ်ဒန်းလေးပုံလေးဘာလို့သွင်းပေးလိုက်တယ်ဟုတ်တယ်နော်ပုံတော်ကလေး foundation လေးနာကွင်းနှကွင်းလေးတွေအဝိုက်ကလေးတွေအနောက်ကအထူပုံလေးတွေအားလုံး position တူတူပဲ line ပါတာနဲ့ဖြောင်းတာနဲ့ပြင်ဖြူတာနဲ့မဲတာနဲ့အဲ့ခဏခဏထည့်ပြောနေစိတ်ကောက်နေတော့မှာဟုတ်တယ်မလားအဲ့ဒါပဲငါတို့ကွဲလဲသွားတယ်ကျန်တာအတူတူပဲခုနပုံစံလေးတိုင်းပဲเนาะဒါလေးရိပ်ပြီးတော့တောက်ကလေးတွေခြုံမယ်အနောက်ကဂုတ်ဆက်လေးတွေအမွှေးနုလေးတွေညှိမယ်နှကွင်းလေးတွေကြည့်မယ်โอเคဟုတ်ကဲ့မင်္ဂလာပါเนาะဓာတ်ရိပ်တာတော့မထည့်တော့ဘူးเนาะကျွန်တော်ဒီမှာပြောမယ်ဆိုရှင်ဗီဒီယိုဖိုင်ကြီးအရင်ရှည်သွားမှာဆိုလို့အဲ့တော့ဒါကတော့ကျွန်တော်ရဲ့တပည့်တွေကိုကျွန်တော်သင်တန်းသူသင်တန်းသားတွေကိုသင်ကြားပြသတဲ့မင်းအိမ်မြန်မာပေါ့เนาะရုပ်ရှင်လွယ်ကူတဲ့မြန်မာနည်းမြန်မာဟန်လေးပဲဖြစ်ပါတယ်ပညာတစ်ခုခုရပါလိမ့်မယ်ထုံးစံနိုင်မဲ့ဒီဗီဒီယိုဖိုင်ကတော့ဆရာကြီးတွေအတွက်မဟုတ်ပါဘူးဇမင်ပညာကိုလေ့လာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်ကဲကျေးဇူးအများကြီးတင်ပါတယ်โอเคကိုရီးယားကလာလေးလာပါပြီ